အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel ကနေကြိုဆိုလိုက်ပါတယ်။ဒီတစ်ခါတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့2016ခုနှစ်ကထွက်ထားတဲ့ Bollywood ဇာတ်ကားလေးပဲဖြစ်ပါတယ်။နောက်ပြီးဒီဇာတ်ကားကိုကြည့်မယ်ဆိုရင်တော့မျက်ရည်ခိုင်ခိုင်ထားပြီးကြည့်ရမယ့်အချင်းနဲ့ဒရာမာဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ဇာတ်လမ်းလေးအစမှာတော့အိန္ဒိယလို့ခေါ်တဲ့ရှေ့နေတယောက်ကအိမ်ပြန်လာပြီးအဖေဖြစ်သူကိုတွေ့ရနဲ့အစာပြုထားပါတယ်။နောက်တော့ရှမ်ပိန်တပလင်းကိုထုတ်ပြီးအပြင်ကိုထွက်သွားကတစ်ပင်ရှိမှရှက်လိုက်ပါတယ်။အဲဒီတစ်ပင်မှာတော့နာမည်နဲ့ခုနှစ်ကိုစာရန်ထိုးထားတာပြသထားပါတယ်။အိမ်လေးကနောက်ကျောင်းပြန်ရမယ်ဆိုရင်တော့အိန္ဒိယကအခန်းတစ်ခန်းတိတ်ကနေထွက်လာကကြောင်ကိုအစာကျွေးနေပါတယ်။အဲဒီချိန်အခန်းထဲမှာတော့ဆာရာဝဲလို့ခေါ်တဲ့ကောင်မလေးနဲ့သူမမိသားစုနေထိုင်ပါတယ်။ဆာရာဝဲရဲ့အမေကဧည့်သည်တွေလာမှဖြစ်လို့အသင့်အစားအစာတွေဝယ်ဖို့ပြောနေပေမဲ့အဖေဖြစ်သူကတော့လက်မခံပဲရှင်းရိုးစဲပုံစံမျိုးရှိနေပါတယ်။ဒီလိုနဲ့ဆရာဝဲရဲ့အဖေဂျိုင်းစီကိုသမီးဖြစ်သူနဲ့မင်္ဂလာစကားပြောမဲ့ဧည့်သည်တွေကမလာဖြစ်တော့ကြောင်းဖုန်းဆက်သွယ်လာပါတယ်။ဂျိုင်းနဲ့ဆရာဝဲလည်းအိမ်ပြင်ကိုထွက်လာတော့ခုနကြောင်စာကျွေးနေတဲ့အိန္ဒိယနဲ့နောက်ထပ်အမျိုးသမီးတယောက်နန်းရှုံနေရကိုမြင်လိုက်တဲ့အခါဂျိုင်းကဝေဖန်ပြောဆိုပါတယ်။တိုက်ပြင်ဘက်ကိုရောက်တော့တခြားလူတွေကလည်းအဲ့ဒီအမျိုးသားကိုဘာမှပြောလို့မရကြောင်းနဲ့သူ့အဖေကစီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်ကြောင်းပြောပြပါတယ်။ဂျိုင်းလည်းစိတ်ဆိုးပြီးတက်စီပေါ်တက်လာခဲ့ကသမီးဖြစ်သူကတော့စာကြီးတိုက်မှာအလုပ်လုပ်တာဖြစ်ပါတယ်။ဆရာဝက်ကအမျိုးသားတယောက်နဲ့စကားပြောနေပြီးအဲ့ဒီအမျိုးသားကဆာရာဝက်ကိုဝက်ဝင်ရုပ်ထဲဝင်ကတချင်းဆိုပေးဖို့အကူအညီတောင်းနေရဖြစ်ပါတယ်။နောက်တော့သူမခေါင်းကိုအသားရပုတ်လိုက်ပါတယ်။ဆာရာဝက်လည်းဝက်ဝင်ရုပ်ထဲဝင်ကတချင်းဆိုပြီးနောက်ပွဲပြီးသွားလို့ဓာတ်လီကားထဲရောက်တဲ့အချိန်နောက်ထပ်အမျိုးသားတယောက်နဲ့ဓာတ်လီကားထဲမှာမတော်တဆပိတ်မိသွားပါတယ်။အဲ့ဒီအမျိုးသားကအိန္ဒိယဖြစ်နေပြီးအထဲမှာတအားပူတာကြောင့်အင်ကြီးကိုချွတ်လိုက်တဲ့အခါဆာရာဝက်ကအော်လိုက်တဲ့အတွက်အိန္ဒိယကအင်ကြီးကိုပြန်ဝစ်ထားလိုက်ပါတယ်။နောက်ပြီးဆာရာဝက်ရဲ့ဝက်ဝင်အယုတ်အင်ကြီးကိုကုချွတ်ပေးတဲ့အခါအားများသွားတာကြောင့်အတွင်းကအင်ကြီးကိုပါချွတ်လိုက်သလိုဖြစ်သွားပါတယ်။ဆာရာဝက်လည်းရှက်သွားပြီးဓာတ်လီကားပွင့်တဲ့အချိန်ထွက်ပြေးသွားပါတယ်။ဒါနဲ့အိန္ဒိယကဆာရာဝက်နောက်ကိုလိုက်လာပြီးဝက်ဝင်ကောင်းကိုပြန်ပြီးကထောင်ထဲမှာအနေကျခဲ့ဘူးတဲ့သူတွေအတွက်ဖက်စရာစာအုပ်ကိုညွှန်ခိုင်းပါတယ်။ဒါနဲ့ဆာရာဝက်လည်းစာအုပ်ကိုပေးလိုက်ပေမဲ့နောက်ကြတော့သူမစီစာအုပ်လာပြန်ပေးပါတယ်။အိန္ဒိယရဲ့ကောင်မလေးကတော့အော်ဟစ်ပြီးတိုက်ခန်းထဲကနေထွက်သွားခဲ့ပါတယ်။ဆာရာဝက်အဖေကတော့မြို့ကနေခရီးမသွားခင်သမီးဖြစ်သူကိုအစဉ်ပြေလောက်မဲ့ကောင်လေးတယောက်နဲ့တွေ့ကြည့်ဖို့ပြောထားခဲ့ပေမဲ့ဆာရာဝက်ကတော့သဘောမကျပါဘူး။ဆာရာဝက်လည်းအဲ့ဒီကောင်လေးနဲ့စကားပြောပြီးသွားတော့ဖုန်းကြံခဲ့တာကြောင့်အောက်ကိုဆင်းပြီးသွားပြီးတဲ့အချိန်သူတို့အချင်းချင်းဆာရာဝက်ကရုပ်ဆိုးကြောင်ပြောနေရကိုကြားလိုက်ရပါတယ်။ဆာရာဝက်လည်းစိတ်ဆိုးပြီးလက်ထွက်အလာမှအိန္ဒိယကိုတွေ့လိုက်ပါတယ်။ဆာရာဝက်ရဲ့ညီမဖြစ်သူကယ်ဗရီကလည်းသူမရဲ့ကောင်လေးနဲ့လည်းအဆင်မပြေကြောင်းပြောပြပါတယ်။စာကြီးတိုက်မှာတော့ဆာရာဝက်ကမဂဇင်းစာအုပ်ကိုကြည့်ကရက်ချင်းတစ်ခုယူဖို့အတွက်ဖုန်းဆက်ကြည့်ပေမဲ့အဆင်မပြေခဲ့ပါဘူး။ဆာရာဝက်ကအပြင်ဘက်ကိုကြည့်လိုက်တော့အိန္ဒိယကိုတွေ့လိုက်ပြန်ပါတယ်။တညမှာတော့ကယ်ဗရီကဖုန်းဆက်နေပြီးသူမကောင်လေးကတော့ကယ်ဗရီကိုစကားမပြောချင်ဖြစ်နေပါတယ်။နောက်တော့ဆာရာဝက်ကအောက်ထပ်မှာရှိတဲ့အိန္ဒိယရဲ့အခန်းကိုဆင်းသွားခဲ့ပြီးစကားပြောလို့ရမလားလို့မေးပါတယ်။အိန္ဒိယကတော့အင်ကြီးကျွန်းနဲ့အားကစားလုပ်နေပြီးဆာရာဝက်ကမဂဇင်းစာအုပ်ကိုပြကအိန္ဒိယရဲ့ကောင်မလေးကိုသူမအတွက်မိတ်ကပ်ပြင်ဆင်ပေးနိုင်မလားလို့အကူအညီတောင်းပါတယ်။အဲဒီချိန်အိန္ဒိယရဲ့ကောင်မလေးကအခန်းထဲဝင်လာတဲ့အခါဆာရာဝက်ကိုမြင်ကစိတ်ဆိုးသွားတာကြောင့်ဆာရာဝက်လည်းငုံနေပါတယ်။အိန္ဒိယကဆာရာဝက်ကိုပြန်တောင်းပန်ဖို့သူ့ကောင်မလေးကိုပြောပေမဲ့မတောင်းပန်တဲ့အပြင်ဆာရာဝက်ကိုပလင်းနဲ့ကောက်ပလိုက်တာကြောင့်အိန္ဒိယလည်းဝင်ကာလိုက်ပါတယ်။အိန္ဒိယကပလင်းကွဲကနေတန်ရာရသွားတဲ့အတွက်သူတို့လည်းစီးဆိုင်ကိုသွားကြပါတယ်။ဒါပေမဲ့ရဲကားရောက်လာပြီးမယုံတင်ကားဖြစ်ကရဲကားတွေကိုခေါ်ကစခန်းကိုလိုက်ခဲ့ဖို့ပြောပါတယ်။ဆာရာဝက်လည်းတတိချာချာတောင်းပန်လိုက်တာကြောင့်ရဲကသူ့မျိုးသမီးဖြစ်သူရဲ့စကားပြောတာနဲ့တူတယ်ဆိုပြီးလွတ်ပေးလိုက်ပါတယ်။ဆာရာဝက်ရဲ့အဖေလည်းအိမ်ကိုပြန်ရောက်တဲ့အချိန်ဘေးပတ်ဝန်းကျင်ကလူတွေကဆာရာဝက်အကြောင်းကိုပြောပြကြပါတယ်။ဒါနဲ့ဂျိုင်းနဲ့တခြားလူတွေကအခန်းထဲကိုဝင်လာချိန်ဆာရာဝက်နဲ့အိန္ဒိယကိုဂရင်ပေါ်မှာအတူတူတွေးလိုက်တာကြောင့်အထင်လွဲသွားကြပါတယ်။ဂျိုင်းကသမီးဖြစ်သူကိုပါရိုက်လိုက်ပြီးအဆက်အသွယ်လေးဖြတ်လိုက်ပါတယ်။ဆာရာဝက်လည်းငိုနေကဘတ်စကားပေါ်ကနေအမေဖြစ်သူစီကိုဖုန်းဆက်ပြီးအကျိုးအကြောင်းရှင်းပြပါတယ်။ဆာရာဝက်ကစာကြီးတိုက်ကိုရောက်တော့တခြားအလုပ်တွေစီကိုရှောက်ကြည့်တော့လေအဆင်မပြေဘူးဖြစ်နေပါတယ်။ဘယ်ကိုသွားနေရမှန်းလည်းမသိရကြောင်းအိန္ဒိယကရောက်လာပြီးတိုက်ခန်းတော့ကိုပေးလိုက်ပါတယ်။နှစ်ယောက်သာအစာအုပ်ဟောင်းကြီးစီကိုရောက်လာခဲ့ပြီးဆာရာဝက်ကတော့နေစရာရသွားလို့စိတ်သက်သာရရသွားပါတယ်။နောက်တော့ဈေးဝယ်ထွက်ကြပြီးအိန္ဒိယတောက်နေတဲ့ခွက်ကိုယူတောင်းလိုက်တဲ့အခါဆာရာဝက်လည်းအနှဲငယ်မူးဝေသွားပါတယ်။ဒါနဲ့အိန္ဒိယလည်းဆာရာဝက်ကိုအနောက်ကနေလိုက်ဆောက်ရှောင်းလိုက်ပါတယ်။နောက်တရက်စာကြီးတိုက်ကိုသွားတဲ့လမ်းမှာဆာရာဝက်ကအိန္ဒိယကိုသူမတခုခုမဟုတ်တာတွေများလုံးမိသေးလားလို့မေးတော့ချစ်စရာကောင်းတာလေးတွေလုံးမိရဲ့လို့အိန္ဒိယကပြန်ပြေပါတယ်။အဲဒီချိန်တယောက်ယောက်ကပတ်စံအိတ်ကျသွားတာကိုဆာရာဝက်မြင်လိုက်ပြီးကောက်ဖို့လုပ်တဲ့အချိန်ပတ်စံတောင်းနေသူကကောက်လိုက်ပါတယ်။ဆာရာဝက်ကအဲ့ဒီပတ်စံအိတ်ကိုပြန်တောင်းလိုက်နိုင်ပေမဲ့အိန္ဒိယကတော့အိတ်ကိုဖွင့်ကြည့်တဲ့အချိန်တအားစိတ်ဆိုးပြီး
ဆာရာဝတ်ကိုတွန်းထုတ်ကထွက်သွားပါတယ်ဆာရာဝတ်ကတော့အိတ်ကိုပိုင်ရှင်ဖြစ်သူကိုပြန်ပေးလိုက်ပါတယ်အိန္ဒိယကစိတ်တွေတအားစိုးနေပြီးနောက်တော့ဆာရာဝတ်နေရဲ့အခန်းကိုလိုက်သွားပေမဲ့သူမရှိမနေခဲ့ပါဘူးဒါနဲ့ပဲအိန္ဒိယလည်းဆာရာဝတ်ကိုလိုက်ရှာရင်နောက်ဆုံးမှာတော့ဘတ်စကားမှတ်တိုင်မှာဆာရာဝတ်တယောက်ထိုင်ကုန်နေရာကိုတွေ့သွားပါတယ်အိန္ဒိယလည်းဆာရာဝတ်ကိုတောင်းပန်ပါတယ်လို့ပြောလိုက်တဲ့အခါဆာရာဝတ်ကသူ့ကိုဖတ်လိုက်ပါတယ်ဆာရာဝတ်ရဲ့အဖေကျိုင်းကတော့ဒီအဖြစ်အပျက်ကိုကားပေါ်ကနေလှမ်းမြင်လိုက်ပါတယ်ဆာရာဝတ်လည်းသူမပတ်စံအိတ်ပေးလိုက်တဲ့သူကအိန္ဒိယရဲ့အဖေဆိုတာကိုသိလိုက်ပြီးအကြောင်းတစ်ခုခုကြောင့်အိန္ဒိယကသူ့အဖေကိုမုန်းနေရဲဆိုတာသိလိုက်ရပါတယ်။နောက်တော့အိန္ဒိယကဆာရာဝတ်ကိုအဖွဲတစ်ဖွဲစီခေါ်သွားကသူမကိုချောမောလှပသွားအောင်ပြင်ဆင်ပေးလိုက်ကြပါတယ်။အိန္ဒိယကဆာရာဝတ်တယောက်လှပသွားတဲ့ပုံစံကိုသူမမိသားစုမြင်ဝမ်းသာသွားမှဆိုပြီးအိမ်ကိုပြန်ခေါ်လာပါတယ်။ဒါပေမဲ့အိမ်မာကဆာရာဝတ်တည်သွားတဲ့အထိမ်းအမှတ်ပွဲလုပ်နေရကြောင်းဆာရာဝတ်လည်းတအားစိတ်ထိကြိုက်သွားခဲ့ကအိန္ဒိယလည်းအံ့ဩသွားပါတယ်။ဆာရာဝတ်ကတော့အပြင်ကိုပြန်ထွက်လာပြီးသူမကအရှုံးသမားမဟုတ်တာကြောင့်ဘဝကိုရွှေဆက်ကတနေ့ရောတယောက်ကိုလက်ထပ်မယ်လို့ပြောပါတယ်။နောက်တစ်ရက်မှာတော့ဆာရာဝတ်ကတေချာပြင်ဆင်ပြီးအလုပ်ကိုသွားပါတယ်။အဲဒီမှာအမျိုးသားတယောက်ကဆာရာဝတ်ကိုလှလှပပပြင်ဆင်လာတာပဲလို့ပြောပြီးခဏစကားလာပြောနေပါတယ်။အိန္ဒိယကလည်းသူ့ကိုသတိထားမိနေပြီးဆာရာဝတ်ကိုအနောက်ရှက်ပေးနေရလားလို့မေးပေမဲ့ဆာရာဝတ်ကတော့အိန္ဒိယကိုရှောင်နေပါတယ်။နောက်ပြီးအိန္ဒိယကဆာရာဝတ်အတွက်အစဉ်ပြေလောက်မဲ့အမျိုးသားတွေကိုစည်ရင်းလုပ်ပေးထားတယ်ဆိုပြီးနောက်တစ်ပတ်မှာဆာရာဝတ်နဲ့တွေ့နိုင်အောင်စီစဉ်ထားတယ်လို့ပြောပါတယ်။နောက်တော့ခုနဆာရာဝတ်နဲ့စကားပြောတဲ့အမျိုးသားကဆာရာဝတ်ကိုဒိတ်လောက်ကြဖို့ခေါ်ပြီးသူနဲ့လက်ထပ်နိုင်မလားလို့ပါမေးပါတယ်။အဲဒီချိန်အိန္ဒိယစီကဖုန်းလာပြီးဆာရာဝတ်ကအိန္ဒိယနဲ့တွေ့တော့သူမကိုလက်ထပ်ခွင့်တောင်းခံရကြောင်းပြောပြပါတယ်။အိန္ဒိယကတော့ဆာရာဝတ်တို့နှစ်ယောက်ဒိတ်လောက်တော့လဲလိုက်သွားပြီးတနေ့အသေးကွဲသလိုခံစားနေရပါတယ်။တနေ့ရောဆာရာဝတ်ကသူမနဲ့တွေ့နေတဲ့အမျိုးသားအပြင်နဲ့အတူတူရကီကိုသွားတော့မယ်လို့အိန္ဒိယကိုပြောတဲ့အခါအိန္ဒိယကတော့ပျော်ရွှင်မနေပါဘူးဆာရာဝတ်ကသူမရဲ့မင်္ဂလာဆောင်ဖိတ်စာကိုလည်းပေးလိုက်ပါသေးတယ်အိန္ဒိယလည်းအရက်တွေတောင်းနေပြီးနောက်တော့ဆာရာဝတ်ရဲ့အဖေစီးလာတဲ့ဘတ်စကားနောက်ကိုပြေးလိုက်သွားပါတယ်အိန္ဒိယကဆာရာဝတ်မင်္ဂလာဆောင်အကြောင်းပြောပြကဖိတ်စာကိုပေးလိုက်ပေမဲ့လည်းဆာရာဝတ်အဖေကသူ့မာနာကြောင့်လက်မခံလိုက်ပါဘူးဒီလိုနဲ့ဆာရာဝတ်လည်းတရားရုံးမှာလက်မှတ်ထိုးဖို့အပြင်ကိုစောင့်နေပေမဲ့အပြင်ကတော့ရောက်မလာခဲ့ပါဘူးအချိန်တအားကြာတဲ့အထိရောက်မလာခဲ့တာကြောင့်ဆာရာဝတ်လည်းဝမ်းနေပြီးအပြင်ရဲ့အိမ်ကိုလိုက်သွားပါတယ်အပြင်ကိုတွေ့ရဲ့အခါဆာရာဝတ်ကအိန္ဒိယကိုသူမကိုစားလက်သီးနဲ့ထိုးလိုက်ဖို့ပြောပါတယ်အဲ့ချိန်အပြင်ရဲ့အဖေဖြစ်သူကထွက်လာကအိန္ဒိယအကြောင်းကိုသိထားကြောင်းနဲ့သဘောမတူကြောင်းပြောပြီးတကားကိုစောင့်ပိတ်လိုက်ပါတယ်ဆာရာဝတ်ကတော့သူမကိုအဆက်ကွင်းအောင်လုပ်တဲ့အပြင်ကိုဘာလို့မထိုးရလဲလို့အိန္ဒိယကိုပြစ်တင်ပါတယ်နောက်တော့မင်္ဂလာဦးညအတွက်ငှားထားတဲ့ဟိုတယ်ခန်းကိုရောက်လာကြပြီးဆာရာဝတ်လည်းစိတ်ပြက်လက်ပြက်ဖြစ်နေရကြောင်းအိန္ဒိယကိုနမ်းလိုက်မိပါတယ်အိန္ဒိယလည်းဆာရာဝတ်နဲ့တညတာအတူတူဖြတ်တန်းခဲ့ပြီးမနက်မှာတော့ပရင်းပေါက်ကိုလှမ်းကြည့်လိုက်တဲ့အခါအပြင်ကဆာရာဝတ်ကိုဖတ်ထားတာတွေ့လိုက်ရပါတယ်ဒါနဲ့အိန္ဒိယလည်းသူ့တိုက်ခန်းကိုပြန်လာခဲ့ပြီးပစ္စည်းတွေသိမ်းနေချိန်မှာဆာရာဝတ်ရဲ့အမေကရောက်လာခဲ့ပါတယ်ဆာရာဝတ်ရဲ့အမေကအခန်းထဲကသမီးဖြစ်သူနဲ့အိန္ဒိယရဲ့ဓာတ်ပုံကိုတွေ့လိုက်ရပါတယ်အိန္ဒိယကတော့မြို့ကနေထွက်သွားတော့မှလို့ပြောလိုက်ပေမဲ့ဆာရာဝတ်အမေကလာပြီးတဲ့သူမညီမရဲ့မင်္ဂလာဆောင်ဖိတ်စာကိုသွားပြီးဖို့ဆာရာဝတ်အလုပ်လုပ်တဲ့နေရာကိုရှောက်လာပါတယ်။ဒါပေမဲ့ဆာရာဝတ်ကအလုပ်ကိုမလာဘူးဆိုတာသိလိုက်ရပြီးအဘီကိုသွားမိကြည့်တော့လေသူမနဲ့မနက်ပိုင်းတွေ့တော့ကနှစ်ယောက်သာလမ်းခွဲခဲ့တာဖြစ်တယ်လို့ပြောပြပါတယ်။ဒါနဲ့အိန္ဒိယလည်းဆာရာဝတ်ကိုစိတ်ပူပြီးလိုက်ရှာရင်းနဲ့နောက်ဆုံးမှာတော့ရှာတွေ့သွားခဲ့ပါတယ်။ဆာရာဝတ်ကတော့သူမကိုထားသွားခဲ့တဲ့အိန္ဒိယကိုပြစ်တင်နေပြီးစိတ်ဆိုးနေရပါအိန္ဒိယကသူတို့နှစ်ယောက်တူတူဖြတ်တန်းခဲ့တဲ့ညအကြောင်းကိုပြောတော့လေဆာရာဝတ်ကသူမစိတ်ဆိုးနေအောင်အတူတူနေမိသွားတာလို့ပြောပါတယ်။ဒါပေမဲ့လည်းဆာရာဝတ်ကအိန္ဒိယကိုဖတ်လိုက်ပြီးနောက်တော့ဆာရာဝတ်မိလဲသွားပါတယ်။အိန္ဒိယလည်းဆာရာဝတ်ကိုဆေးရုံခေါ်လာကသူမမှာ brain tumor ရှိရာကိုသိလိုက်ရပါတယ်။ဆရာဝန်ကဆာရာဝတ်ရဲ့သူတို့သားလောင်းကလည်းဒီအကြောင်းတွေကိုသိထားတယ်လို့ပြောတာကြောင့်အိန္ဒိယကအပိစီကိုလိုက်သွားပါတယ်။နောက်ပြီးအပီကိုထိုးလိုက်ကဒါကြောင့်ဆာရာဝတ်ကိုလမ်းခွဲခဲ့တာလားလို့မိတော့အပီကလက်ထပ်ဖို့ပြောပေမဲ့ဆာရာဝတ်ကလက်မခံခဲ့တာပါနောက်ပြီးသူမမှာ brain tumor ရှိတာကိုအိန္ဒိယကိုမပြောဖို့မှားထားတယ်လို့ပြောပါတယ်အိန္ဒိယကဆာရာဝတ်ပုံတွေကမင်္ဂလာဆောင်နဲ့ပတ်သက်တဲ့ပုံတွေကိုတွေ့ပြီးဆာရာဝတ်ကတကယ်တော့မင်္ဂလာဆောင်ကျင်တာကိုသိလိုက်ပါတယ်ဈေးရုံကိုပြန်သွားတော့ဆာရာဝတ်တယောက်သတိရနေပြီးဖြစ်ပြီးအိန္ဒိယကသူမကိုအခန်းတစ်ခန်းကိုခေါ်လာခဲ့ပါတယ်အခန်းထဲမှာမီးတွေနဲ့အလှဆင်ထားပြီးဆာရာဝတ်ကိုပြောင်းအောင်လုပ်ပေးသလိုသူမအဖေရဲ့ဗီဒီယိုကိုလည်းထုတ်ပြပါတယ်တကယ်တော့ဆာရာဝတ်ကသူမအဖေကိုတိတ်ချစ်တာပါနောက်တော့အိန္ဒိယကဆာရာဝတ်ကိုလက်ထပ်ခွင့်တောင်းပေမဲ့ဆာရာဝတ်ကလက်မခံလိုက်ပါဘူးအဲဒီနောက်တော့ဆာရာဝတ်လည်းဈေးရုံကိုပြန်ရောက်သွားပါတယ်အိန္ဒိယလည်းအရက်မူပြီးဆာရာဝတ်အဖေစီသွားတောင်းတန်းတော့သူ့ကိုထွက်သွားဖို့ပြောပါတယ်နောက်တော့ပတ်ဝန်းကျင်ကလူတွေတိုင်တန်းတာကြောင့်ရဲကရောက်လာပြီးအိန္ဒိယကိုဖမ်းခေါ်သွားပါတယ်ဆာရာဝတ်ကတော့ဈေးရုံဆင်းဖို့
အိန္ဒိယကိုစောင့်နေပေမဲ့လည်းအိန္ဒိယကတော့ပေါ်မလာခဲ့ပါဘူး။အိန္ဒိယကရဲစခန်းမှာရောက်နေပြီးရဲတွေကမလွတ်ပေးရကြောင်းစခန်းကနေထွက်ပြေးဖို့လုပ်ပါတယ်။ဆာရာဝတ်ကစာကြီးတိုက်ကိုရောက်လာပြီးအိန္ဒိယကိုတအားသတိရနေကဖုန်းတွေဆက်ပေးမဲ့လည်းဘလို့မှဆက်သွယ်လို့မရဖြစ်နေပါတယ်။နောက်တော့အိန္ဒိယကမရရအောင်ထွက်ပြေးလာကရဲတွေကိုပါတိုက်ခိုက်ပါတယ်။ဒါပေမဲ့ပြန်ဖမ်းမိသွားခဲ့ပြီးရဲအရာရှိတဦးက10မိနစ်လွတ်ပေးမယ်အမြန်သွားဖို့ပြောတာကြောင့်အိန္ဒိယလည်းပြေးလာခဲ့ပြီးဆာရာဝတ်စီလက်ထိတ်ခတ်ထားတဲ့ပုံစံအတိုင်းရောက်လာပါတယ်။ဆာရာဝတ်ကသူမလည်းအိန္ဒိယကိုလက်ထပ်ချင်တယ်လို့ပြောကနှစ်ယောက်သားဖက်လိုက်ကြပါတယ်။အဲဒီချိန်ရဲအရာရှိကရောက်လာပြီးအိန္ဒိယကိုလက်ထိတ်ဖြီးပေးကလွှတ်ပေးလိုက်ပါတယ်။ဆာရာဝတ်ကအိန္ဒိယကိုသူမမရှိတော့ရင်1မိနစ်နေဖို့ပြောပါတယ်။အိမ်နောက်တော့အိန္ဒိယလည်းတနက်ကြီးကင်ကဆာရာဝတ်အဖေစီရောက်လာပြီးသူဟာဆာရာဝတ်နဲ့လက်ထပ်တော့မယ်ဖြစ်ကြောင်းနဲ့ဆာရာဝတ်အတွက်ဆိုရင်လူသက်ဖို့လည်းဝင်မလီကြောင်းချင်းချောက်ပါတယ်။ဆာရာဝတ်အမိကတော့အခုလိုအတိတ်ပဲမရှိရတွေလာမလုပ်ဖို့အိန္ဒိယကိုပြောပါတယ်။နောက်တရက်တရားရုံးမှာတော့အိန္ဒိယတို့နှစ်ယောက်လက်ထပ်ကြဖို့ပြင်ဆင်နေပြီးရဲအရာရှိလည်းရောက်လာခဲ့ပါတယ်။ရိုးရာဓလေ့အရဆာရာဝတ်ရဲ့အဖေဖြစ်သူကိုစောင့်နေပေမဲ့လည်းပေါ်မလာတာကြောင့်မင်္ဂလာဆက်ဆောင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ရုတ်တရက်ဆာရာဝတ်ရဲ့အဖေရောက်လာခဲ့ပြီးဆာရာဝတ်ကပြေးဖက်လိုက်ပါတယ်။အိန္ဒိယလာရောက်ချင်းချောက်ခဲ့ကြောင်းနဲ့သူကဒီမင်္ဂလာဆောင်ကိုကတ်ကွန့်တယ်ဆိုရင်ရောလို့ပြောပေမဲ့နောက်ဆုံးမှာတော့သဘောတူလိုက်ပါတယ်။ဒီလိုနဲ့အကျဉ်းလင်းများဖြစ်သွားကရုတ်တရက်ဆာရာဝတ်ကမူးလဲသွားပြီးစေးရုံရောက်သွားပါတယ်။ဆာရာဝတ်ရဲ့အဖေနဲ့အမေကတော့တအားစိတ်ပူနေပြီးဆရာဝန်ကဆာရာဝတ်အခြေအနေဟာမကောင်းတော့ဘဲအသက်ရှင်ဖို့ရာခိုင်နှုန်းကတအားနည်းနေပြီလို့ပြောပါတယ်။ဒါနဲ့အိန္ဒိယကသူ့ဖေရောက်လာခဲ့ပြီးအိမ်နောက်ဖေမြေကွက်နေရာလေးကိုပေးဖို့တောင်းပါတယ်။သူ့ဖေကတော့အိန္ဒိယရဲ့အင်ကြီးပေါ်ကသွေးဆက်တွေကြောင့်တရားရက်ကိုတက်လိုက်လို့မြုပ်ဖို့လားဆိုပြီးမေးတဲ့အတွက်အိန္ဒိယလည်းဈေးရုံကိုပဲပြန်လာခဲ့ပါတယ်။ဈေးရုံရောက်တော့ဆာရာဝတ်ကိုအိန္ဒိယကသူ့အဖေဟာအိန္ဒိယအမှုကိုမလိုက်ပေးတာကြောင့်စိတ်ဆိုးပြီးစကားမပြောဖြစ်တဲ့အကြောင်းပြောပြပါတယ်။ဆာရာဝတ်ကတော့အိန္ဒိယအဖေကိုခွတ်လွတ်ဖို့ပြောကသူမအနာကိုလာခိုင်းပြီးအိန္ဒိယကိုနှုတ်ဆက်လိုက်ပါတယ်။နောက်တော့ဆာရာဝတ်တယောက်လောကကြီးကနေထွက်ခွာသွားပြီးဆုံးမသွားပါဦး။ဆာရာဝတ်ရဲ့မိသားစုတွေကလည်းဝမ်းနည်းနေကြသလိုအိန္ဒိယကတော့အခန်းထဲကနေထွက်လာခဲ့ပါတယ်။အဲဒီချိန်မှာအိန္ဒိယရဲ့အဖေဖြစ်သူရောက်လာခဲ့ပြီးအိန္ဒိယကသူ့ရဲ့အမျိုးသမီးဖြစ်သူဆုံးမသွားပြီဆိုတဲ့အကြောင်းပြောပြပါတယ်။အိန္ဒိယရဲ့အဖေလည်းစိတ်မကောင်းဖြစ်သွားကအိန္ဒိယကိုဖက်လိုက်ပြီးသူ့ကိုခွတ်လွတ်ဖို့ပြောပါတယ်။ဒီလိုနဲ့အိန္ဒိယလည်းရှေ့နေတယောက်ဖြစ်လာကဇလန်အစတုန်းကပြသခဲ့တဲ့တစ်ပင်ပေါ်မှာထွင်းထားတာကဆာရာဝတ်နာမည်ဖြစ်နေပါဦး။အဆုံးထိကြည့်ရှုပေးလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်။